အားလုံးမင်္ဂလာပါကျွန်တော်တို့ Snap ဖြစ်ပါတယ်ဒီဗီဒီယိုလေးထဲမှာတော့ Glide for Brainwash Robot Game ပေါ့နော် Glider စီးပြီးတော့ Brainwash တွေကိုမိတောင်ကြားမှာတော့ကယ်ရမှာဖြစ်ပါတယ်တော့ကယ်တဲ့ချိန်မှာကြောက်တုံးတွေလည်းလာတာမို့ကျွန်တော်တို့အမြန်ကယ်မှာဖြစ်အောင်ပေါ့နော်ကျွန်တော်တို့လမ်းဆုံးတွေဒီအစီအကြီးဆုံး Brainwash တွေကိုတွားယူနိုင်လားမနိုင်လားဆိုတာကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်တော့ပြကြပါဦးဗျာ Let's go ကဲကျွန်တော်စာပြီပေါ့နော် Okay ပတ်တပင်းပေါ့โอเคมาလာလိုက်တော့မယ်ဗျာဟိုးတော်မဟိုဟာမခုံတော့ဗျာခုံရင်ဟိုဟာကလိုက်တာဖို့ရโอเคကျွန်တော်ဒီမှာချလိုက်โอเคကဲကျွန်တော် speed တင်ကြီးပါဗျာ speed shot โอ้ free ရပါတော့ကျွန်တော်ကျုံးလိုက်တော့ဗျာโอเคအော်နောက်တစ်ခါရတယ်โอเคနောက်တစ်ခါရတယ်3ခါโอ้၄ခါပေါ့နော်၄ခါဖီးပေးမစိုးပဲပြောရမှာပေါ့ဗျာโอเคကျွန်တော်ထည့်ယူမှာပေါ့နော် yeah โอ้ PPKW ကိုတဲ့ဗျာအော်လာနေပြီဟာညမြโอเคကဲ PPKW ရလာပြီပေါ့နော်โอเคကျွန်တော်ပတ်စံ 1.2k တော့ရနေပြီဗျာโอเคကျွန်တော်ထက်ရှာအောင်ပေါ့နော်ရောက်ရေးရန်ကို slow ပါပဲပါယူရင်ကောင်းမလဲဟာရောက်ရေးစုံလာပြီဟာကျွန်တော်ဘယ်လိုလုပ်မလဲဟာအိုးတော်ပြီအိုးโอเคကျွန်တော်နည်းနည်းတတိထားရတော့ဗျာโอเคဒါလေးယူလိုက်တော့မယ်ဟာ fuck အေးအောင်မြင်လိုက်တာဗျာโอเคကျွန်တော်ဒီတစ်ခါကောင်းဆုံးလုံးပေါ့ဗျာကျွန်တော်ဒီနီးနားတော့ပဲယူလိုက်တော့ရောက်ရေး$19 $18အဲ့ဒါအော်120စိုးဟာโอเคကျွန်တော်အမြန်လိမ့်မရတော့ဒါ10ဆောင်ပေါ့အော်โอเคကျွန်တော်10ရနေရတွေ့ပြီပေါ့နော်โอเคโอเคတော်သေးရောရောက်ရေးတော်သေးတယ်ရောက်ရေးမောင်းရင်ကျွန်တော်တေတော့ဗျာโอเคကျွန်တော်ထပ်သွားမှာနော်โอเคကျွန်တော်ဒီတစ်ခါပြန်ကြည့်ပေါ့ဗျာ boost တုံးခါရဒီမှာ save ဆုံးโอเคကျွန်တော်နေရာတိတ်ပြီပေါ့နော် save ဆုံးမိုက်ပြီလေโอเคကျွန်တော်ထပ်သွားအောင်ဗျာโอเคဘာမှမရှိဘူးအော်ဒီမှာ coin လေးပဲโอเคဘာဝယ်လို့ရလဲမသိဘူးโอเค rate အခုမှ rate ရပါဗျာโอเคဒီဟာ900โอเคဒီဟာပဲယူလိုက်တော့โอเคပေးမှာထားလိုက်ဗျာโอเคကျွန်တော် wine ဝယ်လို့ရအော်ဒီမှာ glider shot โอเคကျွန်တော်ကြည့်လိုက်အော်ဒီမှာ glider ဝယ်လို့ရပါโอเคကျွန်တော်အများကြီးစုမရအောင်ပေါ့နော်โอเคကျွန်တော်စပြီစိုက်ပြန်ကြီးโอเคတခါโอเค boost လို့ရဗျာ boost နည်းနည်းမြန်သွားဗျာ3ခါပဲရโอเคဟုတ်တယ်ဟာဒီဘူးမလို့ရင်ဒီတိုင်းအချိန်တွေကုန်သွားရောလေးမှာပဲညောနေပါဗျာโอเคပြေးပါနော်ကျွန်တော် lucky ball ပဲယူတော့ဗျာโอเคကျွန်တော်မကြည့်အချိန်ကုန်သွားရင်တော့โอเคကျွန်တော်ပြေးပြန်ဗျာโอเคโอเคရောက်ကျွန်တော် lucky pop ဖောက်ကျင်ပေါ့နော်ဘာရမလဲဆိုတော့guys ဖောက်ကြည့်တော့မယ်ဘာရမလဲဆိုတော့ငဲ့ရပါတယ်ရောက်ကျွန်တော် speed တင်ပေါ့နော်10ပဲရဗျာကျွန်တော်ထပ်ပြန်ပေါ့ဗျာ brainwash အများကြီးယူလို့ရတယ်နည်းနည်းတော့မြန်လာထင်တယ်ဟိုဆိုဝါโอเคကျွန်တော်ဟိုမှာ minded လမ်းချမ်းမယူတော့ဘူးဗျာလမ်းချမ်းကိုကြော်ပြီး minded တန်းယူမယ်ဗျာနော် minded လေโอเคရကြော် lucky ball minded โอเคရောက်မိုက်ပါဖောက်ပြီပေါ့ဘာရမလဲဆိုတော့ wow
ရောက်ရေး Clarity watermelon Trellery မိုက်တယ်ဟာနှစ်သိန်းနဲ့မှာ okay ကျွန်တော် repair လုပ်ရတယ်မှာဗျာ okay အကုန်လုံး speed တွေလဲပတ်စံလဲမရှိတော့ကျွန်တော်ထပ်ယူလို့ရတယ်ဒီမှာ 3.5 3.9 million ရှိသွားပြီနော်ကျွန်တော်ပတ်စံ okay ကျွန်တော်ထပ်တင်ပေါ့ဗျာအေးစေး90တောင်ရသွားပြီ okay ကျွန်တော်ဒီနေ့ secret ရောက်သွားပါတော့ secret ဟိုနကားလေးဒီမှာရောက် 3.4 million lucky box secret ရေးမြန်ယူမြင် okay ရပြီပေါ့နော်ရေးမိုက်ပြီဒီနေ့ကောင်ရပြီကျွန်တော်တစ်သေးဖြစ်တော့ဗျာ okay ကျွန်တော်နည်းနည်းညံလာပြီပေါ့နော် okay ဒီမှာခဏနားမယ်ထပ်ပြန်မယ် oh ရှယ်လေးကြည့်လိုက်အောင်ဗျာလှလိုက်တာနကားလေးအေး sorry တရဂွန်လေးအေးကျွန်တော် okay ရေးဝေးပဲဗျာဟေးရကျွန်တော်တို့ဒီနာမှာကောင်းနော် secret ဆိုတော့ကျွန်တော်အပေါ်ထပ်ထားလိုက်မယ်ဗျာ okay ဒီမှာ okay ကျွန်တော် level 3မယ်ဗျာခုစကား3.5 million နောက်ထပ်ဒီထက်ညာအောင်ပေါ့နော်ဒီထက်အထုံညာအောင်ကျွန်တော် level 3မရဗျာချရှိတဲ့ဘက်ဆက်အကုန်လုံးတင်ပလိုက်ဗျာ okay 10 point 20 okay ကောပါပြီနော်ကျွန်တော်တို့ lucky ball ဖောက်ဗျာဒီဟာကိုဖယ်လိုက်တော့ okay ဖောက်လိုက်တော့မယ် open ဘာရမလဲဆိုတော့ဟာအေးဒရဂွန်ခုနဒရဂွန်ရအချင်းဗျာဒရဂွန်လာပါလားမသိဘူးပိုလာတယ်ထင်အဲ့လည်းမစိုးပါဘူးအိမ်လည်းမစိုးပါဘူးဗျာ secret ဆိုတော့အဲ့လိုမြင်တဲ့အတိုင်းဗျာ million နဲ့ထုတ်ပေးတယ်ဗျာခုမိုက်ပါ okay ကျွန်တော် secret ထက်ကြော်ပြီးရင်ကျွန်တော်ဘာ brain wash ရမလဲဆိုကျွန်တော်တော့နေမှာတော့အေးမြင်လာပြီဗျာကျွန်တော် speed ကိုကြည့်စမ်းပါဦးဗျာ140ရန်ကို powerful ကျွန်တော်တို့ secret ကိုကြော်ပြီးတော့ဘာ brain wash ရမလဲဆိုတော့ကျွန်တော် secret ပါနော်ဟို ဘာလဲ safe zone နားရောက်ရင်နောက်ထပ်ဘာလဲဆိုတော့ oh chroma ရောက်ရေး okay save ပြီဘာတော့ရေး lucky block chroma ရလာပြီဟာ okay ကျွန်တော်ဒီမှာထားလိုက်တော့မယ် oh 48 point million ပေါ့နော်တစ်စကားရေး Shelly chroma okay ကျွန်တော်ဒီမှာ lucky block ဖောက်လိုက်တော့မယ်ဗျာ chroma lucky block ဘာရမလဲဆိုတော့ကြာ oh my god ရောက်ရေး galaxy ကြီးဟာရောက်ရေးစီးကြီးတယ်ဟာ okay ကျွန်တော်ထည့်ယူပေါ့နော် chroma okay lucky block တစ်လုံးပဲယူလိုက်တော့မယ်ဗျာအေးကြည့်စမ်းပါဦးဗျာအရန်အောင်ပါညံနေပြီဗျာကြည့်စမ်းပါဦးအိုးတော့3ခါပဲပို့လို့ရဗျာဝေါအင်္ဂါမိုးခါတယ်โอเคကျွန်တော်ဒီမှာထပ်ပေါက်လိုက်ပါဗျာဘာထည့်ရမလဲဆိုတော့ကျွန်တော်တို့ဘာထည့်ရမလဲဆိုတော့ open ကွာokay ကြားပြန်လားကြားပြန်ရောက်ရေးဒါ classic okay ကျွန်တော်နေရာနည်းနည်းချိန်လိုက်ပါတော့
chroma ဆို chroma အဲ့လိုဒီပေါ်မှာ chroma galaxy နဲ့ကြားအတူတူပဲဗျာ galaxy နဲ့ classic ကျွန်တော်ရောက်ရေး billion okay ရောက်ရေးတစ်ခါထွက်ရင်ဗျာတော်ပြီပေါ့ okay ကဲကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะကဲကျွန်တော်ရဲ့ဟိုဟာ secret ရဲ့ chroma ရဲ့လိုချင်တဲ့လူတွေကျွန်တော် description အောက်မှာ Telegram link ချတာပေါ့เนาะလာဆက်သွားပြီးတော့ကျွန်တော် give ပေးမှာပေါ့เนาะ okay ကဲကျွန်တော်ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and subscribe လေးနှိုက်ပေးတော့ကြပါဦးခင်ဗျာ see you in the next video guys